အင်္ဂလိပ်စာမှာလည်း this morning နဲ့ in the morning ကိုသုံးတဲ့အခါဘယ်ဟာကိုသုံးရမလဲဆိုပြီးခေါင်းရှုဖော်တာမျိုးဖြစ်ဘူးကြလားအတန်ထွက်ကတော့စင်တူတလို့လို့ပဲနော်ဒါပေမဲ့အသုံးကတော့တော်တော်လေးကွဲပြားပါတယ်ဆိုတော့လေဒီနေ့မှာတို့နှစ်ခုရဲ့ကွာခြားချက်ကိုတခါတည်းနဲ့ရှင်းရှင်းလင်းလင်းနားလည်တော့အောင်လေ့လာကြည့်လိုက်ကြရအောင်ဟုတ်ပြီအဓိကမေးခွန်းကတော့ဒါပါပဲဘလို့အချိန်ဒီမျိုးမှာ this morning ကိုသုံးပါတယ်ပြီးတော့ဘယ်အချိန်တွေမှာ in the morning ကိုသုံးတင်တယ်လဲပေါ့စိတ်မပူပါနဲ့ဒီအဖြေကိုရှင်းရှင်းလင်းလင်းသိသွားစေရမယ်လို့အာမခံပါတယ်အခုပဲဆက်ကြည့်လိုက်ကြရအောင်နော်ကဲပထမဆုံးအနေနဲ့ this morning ဆိုတဲ့စကားလုံးလေးနဲ့စာလိုက်ကြရအောင်မှတ်ထားရမယ့်အဓိကတော့ချက်ကတော့တခုတည်းပါပဲအဲ့ဒါကတော့တိကျမှု specificity ပါပဲ this morning ဆိုတာကလေတခြားဗမနခွန်မှာယူညွှန်းတာမဟုတ်ပါဘူးသူကဒီနေ့ရဲ့မနက်ခင်းပိုင်းကိုပဲတိတိကျကျခုတ်ချဖို့ဆိုပြောတာပါတခုတည်းတော့မနက်အဲ့ဒါကဒီနေ့မနက်ပါပဲရှင်းနေနော် this morning နဲ့ပတ်သက်ပြီးဒီကေကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ကိုသုံးတဲ့ verb tense အဲ့ဒီကာလာကလည်းစကားပြောနေတဲ့အချိန်ပေါ်မှာမူတည်ပြီးပြောင်းလဲသွားတာပဲဥပမာပြောနေတဲ့အချိန်ကမနက်ခင်းမကုန်တယ်ဘူးဆိုရင် present tense ဒါမှမဟုတ် future tense ကိုသုံးလို့ရပဲဒါပေမဲ့နေ့လေဒါမှမဟုတ်ညဘက်ရောက်သွားပြီဆိုရင်တော့ past tense ကိုပြောင်းသုံးရပါမယ်ဥပမာအနေနဲ့ပေါ့နော်မနက်7:00နာရီလောက်မှာ I feel very energetic this morning လို့ပြောတယ်ဆိုပါစို့အဲ့ဒီမှာမနက်ခင်းကမပြီးသေးဘူးလေအဲ့ဒီတော့ present tense ကိုသုံးထားတာတွေ့ရပါမယ်အဲ့ဒီအချိန်မှာခံစားနေရတဲ့လက်ရှိအခြေအနေကိုပြောပြနေတာပေါ့ဒါပေမဲ့နေ့လေညနေလိုမျိုးမနက်ပိုင်းကုန်သွားပြီဆိုရင်တော့ဒီမနက်ဆိုတာကအတိတ်ဖြစ်သွားပြီလေအဲ့တော့ I woke up late this morning ဆိုပြီး past tense ကိုပြောင်းသုံးရတာပေါ့ဒီမနက်တုန်းကဖြစ်ပျက်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြနေတဲ့သဘောမျိုးပါကောင်းပါပြီအခု this morning ရဲ့တိကျတဲ့အသုံးကိုနားလည်သွားပြီဆိုတော့သူ့ရဲ့ဆန့်ကျင်ဘက်လို့ခိပဲ in the morning ရဲ့ရေးဘူးရဲ့အသုံးကိုဆက်ပြီးကြည့်ကြအောင် in the morning ကတော့တိကျတဲ့နေ့တင်ကိုရည်ညွှန်းတာမဟုတ်တော့ဘူးသူကရေပေပါသဘောနဲ့မနက်ပိုင်းဆိုတဲ့အချင်းကာလာကိုခြုံပြီးပြောတာပါဘယ်မနက်ဖြစ်ဖြစ်ရပါတယ်သူမှာအဓိကအတော်မျိုးရှိတယ်ပေါ့နော်ပထမတစ်ခုကအလေးအကျင့်ဒီနေ့တိုင်းလိုလုံနေကြအရာတခုပြောဖို့ပါပဲဥပမာ I usually drink coffee in the morning ဆိုတာမျိုးပေါ့ဒုတိယတစ်ခုကတော့အနာကအစီအစဉ်တွေအတွက်သုံးတာပါဥပမာ see you in the morning လို့နှုတ်ဆက်တာမျိုးလေဒါကမနက်ဖြန်မနက်မှာတွေ့မယ်လို့ပြောတာပေါ့ကဲအခုဆိုအသုံးတစ်ခုလုံးကိုလေ့လာပြီးသွားပြီဆိုတော့သူတို့နှစ်ခုဘယ်လောက်တောင်ကွာခြားသလဲဆိုတာကိုဇာတ်လေးနဲ့တိုက်ရိုက်နိုင်ရှင်းကြည့်လိုက်ကြအောင်ဒါဆိုရင်ပိုပြီးမမိလို့သွားမှာပါဒီမှာကြည့်လိုက်တာနဲ့ခြားနာချက်ကိုတစ်ချက်တည်းနဲ့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါပြီအချိန်ကိုကြည့်လိုက်ရင် this morning ကတိကျတယ် in the morning ကတော့ရေးပြောကြတယ်အသုံးကိုကြည့်ပြန်တော့လဲတစ်ခုကဒီနေ့ဖြစ်ချက်ကိစ္စတွေအတွက်ဖြစ်ပြီးနောက်တစ်ခုကတော့အလေးချင်းလေးနဲ့အနာကအစီအစဉ်တွေအတွက်သုံးတော့ပေါ့ဒီဇာတ်လေးကအဓိကကွာခြားချက်ကိုအလွယ်တကူမှတ်မိစင်မှာတေချာပါတယ်ဒီဥမာနှစ်ခုကတော့အရာအားလုံးကိုပိုးပြီးတော့သဘောပေါက်သွားစေမှာပါဘယ်ဘက်က I went for a run this morning ဆိုတာကဒီနေ့မနေ့တကြိနဲ့လမ်းထွက်ပြေးခဲ့တယ်ဆိုတဲ့တိကျတဲ့လုံဆောင်ချက်တစ်ခုပါညာဘက်က I go for a run in the morning ဆိုတာကတော့မနေ့တိုင်းလိုလမ်းထွက်ပြေးတယ်ဆိုတဲ့အလေးအချင်းကိုဖော်ပြနေတာပါ verb tense နဲ့အဓိပ္ပာယ်ကိုကြည့်လိုက်တာနဲ့လုံးဝကိုကွဲပြားသွားတာတွေ့ရမှာပါအခုဆိုရင်အဓိကအချက်လက်တီအလုံးကိုလေ့လာပြီးသွားပြီနော်ဒါကြောင့်လုံးဝမမေ့သွားအောင်လို့အယိုးရှင်းဆုံးအနိချုပ်စီမင်းလေးကိုကြည့်လိုက်ကြအောင်ဒါကတော့အရေးကြီးဆုံးအချက်ပါပဲမခါရမှာကပြောချင်တဲ့အကြောင်းအရာကဒီနေ့မနေ့ဒီတစ်ခုတည်းသောမနေ့နဲ့ပတ်သက်ဆိုင်တယ်ဆိုရင် this morning ကိုသာအမြဲတမ်းသုံးပါတဖက်မှာကြတော့ပြောချင်တာကအလေးအကျင့်တစ်ခုဒါမှမဟုတ်မနေ့ဖြစ်မနေ့လိုမျိုးအနာကအစီအစဉ်တစ်ခုဆိုရင်တော့ in the morning ကအသင့်တော်ဆုံးပါပဲဒီရှင်းလင်းတင်ပြချက်ကိုကြည့်ပြီးတဲ့နောက်မှာတော့ this morning နဲ့ in the morning ကိုယုံကြည်ချက်ရှိနဲ့ခွဲခြားပြီးသုံးနိုင်မယ်လို့မျှော်လင့်ပါတယ်အခုဒီအချက်တွေကိုတီးသွားပြီဆိုတော့လေကိုယ့်ရဲ့နေ့စဉ်စကားပြောဆိုမှုတွေမှာတော့ဒီအသုံးလုံးတွေကိုဘယ်လိုများပို့ပြီးတိတိကျကျသုံးဖြစ်သွားမလဲဆိုတာစဉ်းစားကြည့်ကြပါဦး